ကျွန်တော်မီနီဂျောကနေအလုပ်ပြုတ်သွားပါပြီအဲ့တော့ကျွန်တော်နဲ့အတူတူမီနီဂျောအလုပ်ရှာတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုဆက်ကြည့်လိုက်အောင်အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကမီနီဂျောအလုပ်တစ်ခုထပ်ရှာမှာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ပထမကျွန်တော်ရဲ့Background မှာလုပ်တော့လောက်ကအစင်ရမ်းပြည့်တယ်ဒါပေမဲ့ကျွန်တော်ကဒီတော့အတွက်မှာဗီဒီယိုလည်းမတင်ပြဘူးဘာလို့ဆိုတော့ကျွန်တော်ဆေးရုံရောက်သွားလို့ပေါ့နော်အဲ့နဲ့ကျွန်တော် background ကိုပြန်သွားတော့ background ကလူပြည့်သွားပြီဆိုတော့အခုကျွန်တော် mini job အလုပ်သစ်ရှာမယ်ပေါ့နော်အဲ့တော့ပုံမှန်ဆိုရင်တော့ဒီလိုဘားတွေစားတော့ဆိုင်တွေရဲ့အမှန်မှာကတ်ထားတယ်ဗျအခုကျွန်တော်သွားမယ့်နေရာအမှဆိုရင်စားတော့ဆိုင်တွေအတန်းလိုက်ကြီးရှိရဆိုတော့ကျွန်တော်တစ်ချက်သွားကြည့်မယ်ပေါ့နော်ကျွန်တော်လိုက်လျှောက်မယ်ပေါ့ဒီနေ့ဒီမှာတစ်ခုကတ်ထားတွေ့ရခဏလေးချက်ကြည့်လိုက်မယ်ဒါကျွန်တော်နဲ့အဆင်မပြေဘူးဒါကျွန်တော်လုံနိုင်တဲ့ရမောင်းအဲ့တော့ဆက်သွားမယ်ပေါ့ဟိုဘက်မှာတော့ဘာကာဆိုင်တစ်ခုရှိတယ်ဒါကတော့ Chrome မျိုးတွေကတနေရာမှာပေါ့နော် Road of Plus နာမပေါ့ဒီမှာဆိုရင်တော့ညမှန်လိုက်မှာမသိဘူးအမှလည်းတစ်ခုကတ်ထားကျွန်တော်တွေ့ရဗျချက်ကြည့်ကြည့်မယ်ဒါ Ausbildung ခေါ်တာAzubi Gesucht Training ခေါ်တာဒါလည်းကျွန်တော်နဲ့အဆင်မပြေဘူးကျွန်တော်က mini job ရှာချင်တာဆိုတော့ပြီးတော့ကျွန်တော်လုံးနိုင်တဲ့အပိုင်းကလည်းအဲ့လိုအချိန်ပိုင်းဆိုတော့ပုံမှန်အဖြစ်Kelno ပဲအဆင်ပြေရပေါ့နော်ဒီမှာတစ်ခုရေးရတယ်ဒါဆိုKelno လိုအပ်တယ်ပေါ့နော်ဒီမှာတွေ့ကြုံရှိရKelno လိုရဲဆိုတော့ကျွန်တော်တွေ့ကြုံရှိရဲအဲ့တော့ကျွန်တော်ထဲဝင်သွားတယ် Hallo, guten Tag. ကျွန်တော်မေးကြည့်မယ်ပေါ့ Hallo Bruder, ich möchte gerne wissen, ob Sie einen Minijob-Mitarbeiter brauchen. Ich habe eine Anzeige gelesen. So. ကျွန်တော်ကဆိုင်ပြေမှာကြော်ညာကထာတွေ့လို့ကျွန်တော်သွားမေးတော့ဒါအရင်ကကထာကြာပြီပေါ့ဆိုတော့မလို့ဆိုတော့လေကျွန်တော်ပြန်လာခဲ့တယ်ပေါ့နော်ဒါတော့ခုနအဝင်မေးခဲ့တဲ့ဆိုင်ပေါ့အဲ့ကျွန်တော်နောက်တစ်နေရာကိုထပ်သွားမယ်ဆိုတော့နောက်တစ်နေရာမှာဒီမှာဆိုလဲတန်းလိုက်ကြီးရှိတယ်ပေါ့နော်ကျွန်တော်အဲ့ဒီကိုးမြို့ထဲမှာပဲကျွန်တော် live ပတ်ပြီးတော့အဲ့လိုလှုပ်ရှားနေရပေါ့ဒီမှာ Freedom Back မှာလည်းရှိတယ်ကျွန်တော်ဝင်မေးပြီးတော့ဒီဆိုင်ကတော့ကျွန်တော်ဗီဒီယိုထဲမှာမပါတော့ဘူးအဲ့မှာကျတော့ဟိုမလိုဘူးလို့ပြောတယ်ရှုပ်ဆိုင်တွေကကျတော့ဖုန်းနံပါတ်နဲ့လိပ်စာနာမည်နဲ့ထားခဲ့ပေါ့အဲ့လိုမျိုးပြောတာပေါ့နော်ဆိုတော့ကဆက်ရှာမယ်ဆိုင်ပြေမှာပုံမှန်ဆိုရင်မြင်တာတယ်ဗျာအဲ့လိုမျိုးရေးတာစာရွက်ကတ်ထားတာဖြစ်ဖြစ်ဟိုမှာစာရွက်တွေကတ်ထားတာတွေ့လားအဲ့လိုမျိုးလေးဝင်ကြည့်ရမှာကျွန်တော်တစ်ချက်သွားကြည့်လိုက်မယ်ရေးရလေဆိုတော့ယေစုကန်တေးတဲ့နိုင်ရကိန်းနစ်ကျွန်တော်နဲ့ဆိုင်မပြေဘူးဒီမှာလည်းလောက်တစ်ခုတွေ့ပြီပြည်သူ့မြန်မာစတောင်းတဲ့စတူဒင့်ဖီလမ်စတဲ့တိုင်းဒါလည်းကျွန်တော်နဲ့ဆိုင်မပြေဘူးသူတို့ team တခုတည်းလူလွယ်လို့ပြောတာပဲဒါပေမဲ့ဘာလို့မသိဘူးခါကျရင်ပစ္စည်းပဲတည်နေရတယ်ဖြစ်ရင်ဖြစ်နိုင်တယ်အပြစ်မှာသူတို့ဟို store တော့ဆိုတော့ကဒီမှာလည်းဆိုင်ရှိတယ်ဆက်သွားကြည့်မယ်ဒါကတော့ mini job ရှာပုံစံဒီလိုပဲကျွန်တော်တို့ကဟို online ရှာတာချက်ဆိုင်ဒီလိုမျိုးဝင်မေးတာပို့ပြီးတော့အလုပ်ရနိုင်စီပိုများတယ်ပေါ့နော်ဒီမှာဆိုလဲ fashion line ဆိုင်ရှိတယ်ကျွန်တော် salary တွေ့လိုက်တယ်လို့ပဲဒီမှာဒီပေါ် okay ဟုတ်ချင်လိုရဲတဲ့သူတို့အင်းဆိုင်မှာပဲနဲ့ကျွန်တော်နဲ့အဆင်မပြေဘူးဒါပေမဲ့မလည်း service လိုရလို့ပြောတယ်ပေါင်းဖို့ဆိုင်မှာလည်းလိုတယ်ပေါင်းဖို့ဆိုင်မှာလည်းလိုတယ်ဒီမှာ restaurant မှာလည်းလိုရပေါ့နော်အဲ့တော့နောက်ဆုံး update တစ်ခုပြောရရင်တော့ကျွန်တော်က Italian restaurant တစ်ခုမှာကျွန်တော်အလုပ်ရသွားပါတယ်ဆိုတော့မချရင်တော့စစီရမှာပေါ့နော်ကျွန်တော်ပြောပြချင်တာကကျွန်တော်ဒီ video လေးလုပ်တဲ့ရည်ရွယ်ချက်ကအားလုံးကိုအသိပေးချင်တာပါ mini job လိုက်ရှာခြင်းနဲ့ဆိုရင်တော့အကောင်းဆုံးနဲ့အမြန်ဆုံးကတော့လူကိုယ်တိုင်ဒီဇိုင်းထွက်လိုက်မိတာဟိုကောင်းတယ်လို့ပေါ့နော်အဲ့လိုပြောချင်ပါတယ်ဆိုတော့အဲ့တော့ mini job လုပ်ရှာနေကြတဲ့လူတွေလည်းအားလုံးအဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ် cheers